လူတယောက်ကိုယုံကြည်ဖို့ဆိုတာအရေးကြီးပါတယ်အထူးသဖြင့်ဘဝလက်တွဲပေါ်ရွေးချယ်တဲ့အခါမှာပေါ့ဒီနေ့မှာတော့မြို့သမီးလေးတွေဘဝမှာယုံကြည်တဲ့ယောက်ျားနဲ့မယုံကြည်တဲ့ယောက်ျားတွေရဲ့အကျင့်စရိုက်နဲ့ဗီဇတွေကိုနှိုင်းယှဉ်ပြပြပေးသွားမှာဖြစ်ပါတယ်ယုံကြည်တဲ့သူကအမြဲတမ်းရိုးသားပွင့်လင်းပြီးတော့ပြောဆိုစစံတတ်တယ်မယုံကြည်တဲ့သူကလိန်ညာတတ်ပြီးအမှန်တရားကိုဖုံးကွယ်တတ်တယ်ယုံကြည်တဲ့သူကမိမိလှုပ်ဆောင်မှုတွေပေါ်တာဝန်ယူတတ်ပြီးတော့ဂရုတည်တတ်တယ်မယုံကြည်တဲ့သူကအမှားလုပ်မိရင်တောင်ရှောင်လွှဲတတ်ပြီးတော့အပြစ်ပုံချတတ်တယ်ယုံကြည်တဲ့သူကအမျိုးသမီးတွေကိုလေးစားပြီးသူတို့ရဲ့ခံစားချက်တွေကိုနားလည်ပေးတတ်တယ်မယုံကြည်တဲ့သူတွေကအမျိုးသမီးတွေကိုထင်သေးပြီးကိုချင်းစာစိတ်နှဲပါတဲ့သူတွေဖြစ်တယ်ယုံကြည်တဲ့သူကစိတ်ရှည်တီးခံတတ်ပြီးအခြေအနေတွေကိုအေးစစ်စစ်ဖြေရှင်းတတ်တယ်မယုံကြည်တဲ့သူကတော့စိတ်မရှိပဲအလွယ်တကူဒေါသထွက်တတ်တယ်ယုံကြည်တဲ့သူကတင့်ဘဝရဲ့ခက်ခဲတွေကိုဘေးကနေကူညီပံ့ပိုးပေးတတ်တယ်မယုံကြည်တဲ့သူကသူ့အကြောင်းသူကဂရုစိုက်ပြီးတော့သူတို့ဘာကိုကူညီဖို့ဝင်လေးတတ်တယ်ယုံကြည်တဲ့သူကတော့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုတတ်ပြီးပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားတတ်တယ်မယုံကြည်တဲ့သူကတော့စကားနဲ့ပြီးပြဿနာတွေကိုရှောင်လွှဲတတ်တဲ့သူဖြစ်တယ်ယုံကြည်တဲ့သူကတစ္ဆာရှိပြီးဆက်ဆံရေးကိုတမိုးထားတဲ့သူဖြစ်တယ်မယုံကြည်တဲ့သူကတော့တစ္ဆာမရှိဘဲအလွယ်တကူပြောင်းလဲတဲ့သူဖြစ်တယ်ယုံကြည်တဲ့သူကသူ့ဘဝမှာရည်မှန်းချက်ရှိပြီးအနာဂတ်အတွက်ကြိုးစားတဲ့သူဖြစ်တယ်မယုံကြည်တဲ့သူကတော့ရည်မှန်းချက်မရှိဘဲပေါ့စာနေထိုင်တတ်တဲ့သူဖြစ်တယ်ယုံကြည်တဲ့ယောက်ျားကတော့သူတစ်ပါးရဲ့ခံစားချက်ကိုကိုချင်းစာတတ်ပြီးနားလည်ပေးတတ်တယ်မယုံကြည်တဲ့သူကတော့ကိုယ်ခံစားချက်ကိုသာဦးစားပေးပြီးသူတစ်ပါးကိုနားမလည်ပေးနိုင်သူဖြစ်တယ်ယုံကြည်တဲ့ယောက်ျားကအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့စိတ်သက်ခွန်အားလည်းရှိတယ်မယုံကြည်တဲ့ယောက်ျားကတော့အခက်ခဲကြုံလာရင်အလွယ်တကူလက်လျှော့တတ်တဲ့သူဖြစ်တယ်ဒီချက်တွေကိုကြည့်ခြင်းအပြင်ယုံကြည်တဲ့ယောက်ျားနဲ့မယုံကြည်တဲ့ယောက်ျားကိုခွဲခြားသိနိုင်ဖို့ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်မြို့သမီးလေးတွေမှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်နေကြပါစေရှင်